မဲမင်္ဂလာပါရှင်။ကျမကတော့အချမ်းပြည်နယ်ဥပဒေရေးအကြောင်းတွေကိုမျှဝေပေးနေတဲ့လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါတယ်။လုပ်ငန်းလုပ်ကိုင်တာတွေအစုဆက်ရှယ်ယာလုပ်ငန်းတွေလုပ်ကိုင်တာတွေဒါမှမဟုတ်လို့ရှိရင်အချမ်းမြေတွေကိုအပေါင်ခံပြီးတော့ငွေတွေချီးငှားလိုက်တာတွေဒါအပြင်အချမ်းမြေတွေကိုဝယ်ယူတာတွေဘယ်လို့လို့ပေါ့နော်စာချုပ်စာတမ်းနဲ့ပြုလုပ်ဖို့လိုအပ်လာတဲ့ကိစ္စရဲ့မှန်သမျှကိုအတွက်ပေါ့နော်စာချုပ်တွေသူတို့ဘက်ကလုပ်ပြရရှိတယ်ဒီလိုစာချုပ်တွေလုပ်ပြီးရင်ကိုကအစုထည့်ဝင်မဲ့သူရှယ်ယာထည့်ဝင်မဲ့သူဖြစ်တဲ့အတွက်ရှေ့နေကိုခေါ်ပါဘာကြောင့်လဲဆိုတော့လုပ်ငန်းရှင်တွေရင်းနှီးမြှုပ်နှံမှုကမ်းလှမ်းတဲ့သူတွေပြီးတော့အစုဆက်လုပ်ငန်းကိုလုပ်ကိုင်နေတဲ့သူတွေအချမ်းမြေကိုရောင်းချနေတဲ့သူတွေဒီလိုမျိုးသူတို့တွေကကမ်းလှမ်းတဲ့သူအများစုကကြတော့သူတို့ဘက်ကပြုလုပ်ပြီးတဲ့စာချုပ်ပါအချက်လက်တွေမှာဆိုလို့ရှိရင်ပေါ့နော်တချို့ကြတော့တချို့မှန်လမ်းမှန်နဲ့ဒီကမ်းလှမ်းခြင်းခံရတဲ့သူအတွက်ကို fair ဖြစ်အောင်မျှမျှတတရေးသားချုပ်ဆိုပေးတယ်လို့ပေါ့နော်မျှတတမဟုတ်ဘဲနဲ့ဒီအကျိုးတစ်ခုအတွက်ကိုပဲကြည့်ပြီးတော့ချုပ်ဆိုထားတဲ့စာချုပ်တွေရှိပါတယ်ရှင်ဒါကြောင့်စာချုပ်စာတမ်းကိုချုပ်ဆိုရတော့မယ်လက်မှတ်ရေးထိုးရတော့ပြီဆိုလို့ရှိရင်တက်တီနာလေကျွမ်းကျင်နေရှေ့နေရှိရဲနဲ့တိုင်မြင်ပါပေါ့နော်သူစီကအကြံဉာဏ်ရယူပါဒီလိုမျိုးရယူခြင်းအပြင်နောက်တစ်ချိန်မှာဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေကိုအများကြီးတားဆီးရရောက်ပါတယ်ဒါလေးကိုကျွန်မမျှဝေပေးချင်တာပဲဖြစ်ပါတယ်ရှင်